Hello အားလုံးပဲမင်္ဂလာပါရှင်အခုကတော့ဒီ freedom ဆိုတဲ့အကောင့်မှရှင်ညီမလေး comment မှန်ထားတာလေးကိုခိုင်က reply လေးပြန်ပြီးမှပဲဖြစ်ပါတယ်ရှင်ဒီညီမလေးပြောထားတာဆိုရင်ပေါ့နော်ချုပ်ရိုးချုပ်သားတည်သက်ပြီးတော့အသားလေးကောင်းတယ်ကတင်လေးကျတယ်ပြီးတော့ဒီအယောင်ထွက်လဲမှန်တယ်ပေါ့နော်အဲအကြောင့်မို့သူအရန်ကြိုက်တယ်လို့ပြောထားတာပဲဖြစ်ပါတယ်ခိုင်တို့ရဲ့ချုပ်ရုံမှာ customer အများစုရဲ့feedback ကတော့ချုပ်ချုပ်သားကောင်းခြင်းပါပဲရှင်ဒီချုပ်ချုပ်သားပိုင်းကိုဆိုရင်ပေါ့နော်ခိုင်ကိုယ်တိုင်လည်းအမြဲစစ်ပေးတယ်ပေါ့နော်မင်းညီမလေးတွေအကုန်လုံးကိုလည်းဒီပေါ့ပေါ့ပပရဲ့လက်ရတလက်ရတဲ့ထွက်အောင်လို့ခိုင်တို့အမြဲတမ်းလိုက်ပြီးစစ်တယ်ပေါ့နော်ခိုင်ကိုယ်တိုင်လည်းလိုက်ပြီးတော့ကြည့်ပေးတယ်တလက်ရတဲ့ထွက်အောင်လို့လည်းအတက်နိုင်ဆုံးလုပ်ပါတယ်ပြီးတော့ပေါ့နော်ဒီကျွတ်စီစစ်တဲ့အပိုင်းမှာဆိုရင်လည်းပေါ့နော်ခိုင်ကိုယ်တိုင်လည်းဝင်စစ်တယ်လို့ပေါ့နော်ခိုင်စီမှာပညာသင်နေတဲ့ညီမလေးပေါ့နော်သူဆိုရင်တစ်လျှောက်လုံးခိုင်နဲ့တူတူပညာသင်လာတယ်အနီးကတင်ခဲ့ရတဲ့ညီမလေးဖြစ်တဲ့အတွက်သူကခိုင်ရဲ့နီးပေါ့နော်အကုန်လုံးကိုသူရနေပြီအဲဒါကြောင့်မို့ဒီညီမလေးကိုလည်းကျွတ်စီစစ်တဲ့အပိုင်းမှာထားထားတယ်ဒီညီမလေးကဆိုရင်သူကိုယ်တိုင်ကျွတ်စီစစ်တယ်ပေါ့နော်ဒီခိုင်တို့ချုပ်ရောက်မှလုပ်တဲ့ဝန်ထမ်းညီမလေးဆိုရင်သိရပေါ့နော်ချုပ်သားဆိုရင်နည်းနည်းလေးမှအတိတ်ဆောင်မခံဘူးခိုင်တို့ကအကုန်လုံးအစင်မပြေဘူးဆိုရင်ပြန်ဖြုတ်ခိုင်းတယ်မကြိုက်ဘူးဆိုရင်လည်းပြန်ဖြုတ်ခိုင်းတယ်ပေါ့နော်တလက်ရတဲ့ထွက်အောင်လို့အတက်နိုင်ဆုံးဒီလက်ရလေးကိုခိုင်တို့ကထိမ့်ပါတယ်အခုလိုမျိုးယုံကြည်သွားနဲ့အားပေးကြတဲ့ customer တွေကြောင့်လည်းဒီအလုပ်တွေကိုပေါ့နော်ခိုင်တို့တနေ့ထက်တနေ့ပိုကောင်းအောင်လို့လုပ်နိုင်တာပဲဖြစ်ပါတယ်အခုလိုမျိုးယုံကြည်သွားနဲ့အားပေးကြတဲ့ customer များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်